Hello, there are the family trip လေးကတော့ပြုံးလွန်ထွက်ခဲ့ပါတယ်။ပြုံးလွန်မှာမိသားစုလိုက်တဲလို့အဆင်ပြေမဲ့နေရာလေးကိုရှာရင်းနဲ့ Castle ဆိုတဲ့ဒီနေရာလေးကိုသူတို့ရွေးချယ်ခဲ့ပါတယ်။ဒီနေရာလေးကိုအဓိကရွေးလိုက်ရတဲ့အကြောင်းအရာတော့ villa လိုက်လေးငှားလို့ရတဲ့အတွက်ကလေးတွေအတွက်ပိုအဆင်ပြေလို့ပါ။ဟိုတယ်အခန်းထဲမှာဆိုလို့ရှိရင်တခြားဧည့်သည်တွေကိုကလေးတွေစူညံတာကြောင့်အားနာရတာတွေပါလေရှိတဲ့အတွက်ကြောင့်ဒီလိုမျိုးကြီးကျယ်ဝန်းနဲ့ private ဆန်တဲ့နေရာလေးကိုငှားလိုက်တာပါ။ဒီနေရာမှာကလေ facility လည်းအစုံလင်ပေးထားသလိုမျိုး service လည်းအရင်ကောင်းပါတယ်ပြီးတော့ထပ်ခိုးမှာဆိုလို့ရှိရင်ဒီလိုမျိုးတက်အခန်းလေးတွေလုပ်ပေးထားတာလေလူငယ်တွေအတွက်တကယ်ကြိုက်တဲ့ spot လေးဖြစ်မှာပါဒါပေမဲ့တဲရောကလေးနေမလို့လေကတက်ဆင်းပြဿနာရှိရတဲ့ဒီအောက်မှာပဲအနားယူကြပါတယ်ဆရာကြီးနဲ့ဆရာမကြီးရောရောက်ချင်းကိုရေကူးဖို့အတွက်ကြံစီပါတယ်ပြုံးလွယ်ရာသီဥတုကအေးတာတကြောင်ရယ်နောက်ပြီးတော့လေတွေလက်တိုက်နေတဲ့အတွက်ကြောင့်တို့အကြာကြီးပေးမကူးချင်ပေမဲ့တို့ရေစင်ကန်ကိုတွေးလိုက်တဲ့အချိန်မှာတော့ဘလို့မှထိမ့်မရအောင်ရေစင်ကူးကြပါတယ်ဒါပေမဲ့ဆေးတော့စောင်းသွားရတာပေါ့နော်ညဘက်လည်း channel မှာမိသားစုလိုက်ဆော့လိုက်နောက်ပြီးတော့မှစကားတွေပြောလိုက်နေအေးစစ်စစ်လေးနေလို့ရတဲ့အနေအထားတစ်ခုရတယ်ပြီးတော့တဲတို့သွားတဲ့အချိန်ကဒီနွေရာသီအစောပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရာသီဥတုကလည်းပြုံးလွန်မှာအေးစိမ့်စိမ့်အနေထားလောက်ပဲရှိတယ်အရင်ကြီးအေးတယ်ဆိုတဲ့အရာကိုမခံစားဘူးပေါ့နော်ခက်ခိုက်တုံနေလောက်အောင်တော့မချမ်းပါဘူးဒါပေမဲ့နေလို့ကောင်းရုံအနေထားလေးပဲအေးပါတယ် Good morning everyone အခုကတော့ their ပြုံးလင် trip day 2လေးပါမနက်စောစောစီစီအပြင်ထွက်ပြီး breakfast မစားချင်တာနဲ့အိမ်မှာပဲပေါင်မိုးကြော်ဦးကြော်လေးကြော်ရင်းနဲ့ကလေးတွေချိုက်တဲ့စီချက်လေးတွေလုပ်ပေးပါတယ်အခုမနက်စာလေးပြင်ဆင်ပြီးပြီဆိုတော့ their မိသားစု breakfast လေးစားလိုက်ပါဦးမယ်ပြုံးဝင်ရောက်တာ day 2ဆိုပေမဲ့ဒီနေ့မှတို့ပထမဆုံးအပြင်ထွက်လေရတာပါဒါကြောင့်မလို့အနည်းဆုံးဖြစ်တဲ့ကန်တော်ကြီးကိုတို့သွားပါတယ်တို့တဲ့နေရာနဲ့ကန်တော်ကြီး10မိနစ်လောက်ပဲသွားရတယ်အဲဒါကြောင့်မလို့ကန်တော်ကြီးကိုအရင်ဆုံးသွားပါတယ်အများနဲ့ excited ဖြစ်ပြီးတော့ပျော်ရွှင်နေရတော့ဒီ day ပါ blessing ကတော့ခီးသွားအများနဲ့လူလေးအိပ်ပြီးတော့လိုက်လာတာသူ့ရဲ့အကျင့်ပေါ့နော်ခီးစဉ်တစ်လျှောက်လုံးမှာလည်းအလုံးဝ energy extreme ဖြစ်နေရတော့ day လေးကိုတွေ့ရမှာဖြစ်ပါတယ် day လေးကအရာအားလုံးကိုသူ့အတွက်စိတ်လှုပ်ရှားစရာတွေစိတ်ဝင်စားစရာတွေပဲဖြစ်ပြီးတော့ဒီခီးစဉ်တစ်လျှောက်လုံးမှာအပျော်ဆုံးဘယ်သူလဲမေးရင်လည်းသူ့ပါပဲသူ့ရဲ့ energy ကတော့တကယ်အလွန်ကျူးပေါ့နော်ကန်တော်ကြီးရဲ့မှာလေအများကြီးရောက်တိုင်းလေးသွားတယ်ဘာမှထူးထူးဆန်းဆန်းရှိလို့လဲလို့မေးလို့ရှိရင်ရိုင်းထူးခြားတာမရှိဘူးဒါပေမဲ့အဲ့ဒီကန်ရည်ပြင်ကြီးရဲ့အဲ့ဒီပန်းတွေအပြုံလိုက်အဆုလိုက်ကြီးတွေ့ရတဲ့ခံစားချက်ပန်းကင်းနဲ့တကယ်စိတ်ကိုလန်းဆန်းစေရပါကလေးတွေလည်းအဲ့ဒီမှာအရန်ပျော်တယ်ပေါ့နော်ပျော်ရိုင်းသားထောင်းမုတ်ဆိုင်တွေ့ရတဲ့ David တို့ကတော့စပြီးတော့မှပူဇာပါတော့တယ်ဟိုကတောက်မဲတရားစားမယ်နဲ့ရေခဲမုတ်ပူဇာလို့သူတို့ပြုံးလွယ်ရသည်ဥအေးမှာရေခဲမုတ်ဝယ်ကျွေးရပါသေးတယ်ဒါပေမဲ့အဲ့ဒီရေကမုတ်ဆိုင်တွေကသူတို့ပြုံးနေကန်တော်ကြီးရောက်တိုင်းများဝယ်စားဖြစ်တဲ့ရေကမုတ်ဆိုင်လေးပါစားလိုက်ကောင်းပါတယ်ဒီတည်းကတော့ရေကမုတ်ကိုဘလို့ကြိုက်လဲဆိုတာဒီမှာမြင်တဲ့အတိုင်းပါပဲရေကမုတ်စားတာတကူလုံးလဲပြီးတလူးနေရပဲပေါ့နော်ဒါပေမဲ့လုံးဝစားတော့မပြတ်ပါဘူးရေကမုတ်လဲစားပြီးတော့သူတို့ငှက်လေးတွေထားတဲ့ဒီလောင်အိမ်တွေကိုသွားတယ်ပေါ့နော်ဆိုတော့ဒီထဲမှာကငှက်မျိုးစိတ်တွေအများကြီးရှိတယ်လို့ရေးထားတယ်သို့ပေမဲ့လို့သူတို့အများကြီးမတွေ့ခဲ့ရဘူးသူတို့များသောအားဖြင့်ဒေါင်းတွေရစ်တွေပေါ့နော်ဒီအကောင်တွေပဲတွေ့ခဲ့ရတာများတယ်ဒါမဲ့ဒေါင်းတွေကအနီးကပ်မြင်ရတော့လေတော်တော်လှတာပြီးတော့သူကသဘာဝတိုင်းလွှတ်ထားတာပေါ့နော်လောင်အိမ်ရှိရဆိုမဲ့လောင်အိမ်ထဲမှာခြံခတ်ထားတာမျိုးမဟုတ်ဘဲနဲ့ area အကျယ်ကြီးကိုလောက်ထားတာဆိုတော့ငှက်တွေလည်းလွတ်လပ်သွားလာလို့ရတယ်ပေါ့နော်ဒီလေးကတော့အဲ့ဒီငှက်တွေမြင်တော့အရန်သဘောကျနေတာ blessing ရောပဲနှစ်ယောက်စလုံးတဲတို့ငှက်ကလေးတွေသွားကြည့်ပြီးတဲ့အချိန်မှာအခုငါးစာကျွေးတဲ့ဘက်ကိုလမ်းလျှောက်ပြီးသွားနေတာပါနေကတော့စပူလာပါပြီငါးစာကျွေးတဲ့နေရာကတော့ဒီတရားလေးရဲ့တဝက်လောက်မှာငါးစာဝင်ပြီးကျွေးရတာပေါ့နော်ငါးတွေဆိုလည်းငချင်းမျိုးစိတ်တွေလို့ပြောတယ်အများကြီးပဲအဆုလိုက်ပြုံလိုက်ကိုနေတာပေါ့နော်ငါးတွေရော swan တွေရောအစာကျွေးရတဲ့အတွက်ကလေးတွေရမ်းပြောပါတယ်အဲ့နောက်မှာတော့တဲတို့တိုင်းသားကြေးရွာဘက်ကိုကူးခဲ့ပါတယ်တိုင်းသားကြေးရွာမှာတော့တဲတို့စာတက်သွားပြီပေါ့နော်ဘက်ဂီပဲပတ်ပြီးတော့စီးတော့တယ်ဘာဖြစ်လို့လဲဆိုတော့မနက်ကခလီး2ယောက်နဲ့ပန်းချန်တစ်ဘက်ကိုပတ်လိုက်ရတဲ့ခံစားချက်ကတော့တကယ်ကိုဤစိတ်သွားတာပေါ့နော်အခုတော့တဲတို့ဘက်ဂီနဲ့ပဲပတ်ပါတော့တယ်အိမ်ပြန်အနားယူပြီးတော့ညနေပိုင်းလေးပေါ့နော်တဲတို့ဒီတရုတ်ဘုံကျောင်းဘက်ကိုတစ်ဖြတ်သွားခဲ့ကြသေးတယ်။တဲတို့ကခရစ်ယာန်ဘာသာဝင်ဆိုတော့ဘုံကျောင်းမှာတော့ထွေထွေထူးထူးကြီးလှုပ်ရှားမရှိဘူး။ဒါပေမဲ့လို့ဓာတ်ပုံလိုက်တာပေါ့နော်။ဓာတ်ပုံလိုက်ရိုက်တယ်ဆိုမှအဲ့မှာလေးတရုတ်ဝတ်စုံလေးတွေနဲ့ငှားပြီးတော့ဓာတ်ပုံရိုက်လို့ရတဲ့ service ရှိတယ်။ဒါပေမဲ့တဲတို့ရောက်သွားတဲ့ချိန်နောက်ကျသွားတဲ့ခါကျတော့အဲ့ service ကပိတ်သွားပြီဆိုတော့တဲတို့ဒီတိုင်းပဲရှောက်ကြည့်ရင်လည်းလှဓာတ်ပုံရိုက်ခဲ့ပါတယ်။ဒါကတော့ blessing ကောင်းလုံး TV ရမ်းပြောနေတာပါ။ကလေးလည်းညအိတ်သွားပြီဆိုတဲ့အခါကျတော့ကျမတို့ရဲ့ချိန်ရောက်ပါပြီ
ဆိုတော့တဲတို့ဒီကတော့ဈေးကနေခွင်သွားဝယ်ပြီးတော့မှအသားနှက်ထားတဲ့အသားတွေကိုကင်းစားကြတာပါပြုံးလင်ကဒီလိုအေးအေးလေးမှာအကင်လေးစားရင်းစကားလေးပြောရင်းနဲ့စကားတွေဖောင်ပွဲကြအရန်ပြောဖို့ကောင်းပါတယ်တဲတို့ family time လေးလည်းကောင်းကောင်းရခဲ့တယ်ဒီနေ့ day 2လေးကိုတော့အေးစိတ်လေးချီးပြီးချင်းလေးဆိုရင်းနဲ့အဆုံးသတ်ပါစေတတား